ရေတကွန်ချောင်းဒီနှစ်တော့မိုးကောင်းသားဗျမိုးကောင်းတော့နှမ်းအောင်တာပေါ့ဗျာဒါပေမဲ့မိုးကောင်းလွန်သွားရင်လည်းနှမ်းပြက်ရောပြို့ခုချိန်ထိတော့မစိုးဘူးပြောရမှာပဲလူတလောက်မိုးပဲရွာလို့ဗျအောက်ပြောက်ရွာမှာတော့ဒီချိန်ဆိုရင်မိုးတွေတောင်းချနေလောက်ပြီဗျဝါဆိုဝါကောင်ရေတွေကြီးလို့ဆိုတာအောက်ပြောက်ရွာအတွက်ရေဖွဲတဲ့ကြပြပေါ့ဗျာကျုပ်တို့ညာမှာတော့မိုးကခပ်ပွဲပါပဲဒါပေမဲ့ဒါတွေကဝါဆိုဝါကောင်ရေကြီးချိန်မှာတပြေးစည်းမဲ့တွေကောက်ဖူးခဲ့တာဗျချင်းတွင်းမြစ်ရဲ့လက်တချောင်းခွဲတစ်ခုပေါ့ဗျာရေတခွန်ချောင်းနေဗျကျုပ်တို့ထနောင်းကုန်းနဲ့တော့အတော်လေးလန်းသားဗျချောင်းကန်းတစ်ပိမှာရွာတယ်နေတဲ့နေရာလေးဗျရေတခွန်ချောင်းကဘယ်ကစပြီးစီးလာတယ်တော့မပြောတတ်ဘူးဗျချင်းတွင်းမြစ်နဲ့မပေါင်းခင်ကအထိဆိုရင်ချောင်းကပတ်တစ်လျှောက်တည်ထားတဲ့ရွာပေါင်းဘလောက်တောင်ရှိတယ်ဆိုတာကျုပ်မသိဘူးဗျကျုပ်သိတယ်လို့ပြောရရင်တော့ချောင်းရဲ့ဟိုဘက်ကမ်းမှာဝဲပြန်ရွာရေကမြင်းရွာအင်တော်ရွာစင်အောင်ရွာစင်မောင်းရွာဆိုတာတွေရှိရဲ့ဗျချောင်းဒီဘက်ကမ်းမှာတော့စံပေါက်ရွာလက်တက်ခွဲရွာဒေါင်းရီကျော်ရွာစင်မသားမွေးရွာချင်းစုရွာတွေရှိရဲ့ဗျကျုပ်ရောက်ဖူးတာကလက်တက်ခွဲရွာလေးဗျဘိုးလူဘေခေါ်လို့ကျုပ်လိုက်သွားတာရေတခွင်ချောင်းကနေထပ်ပြီးခွဲထားတဲ့ချောင်းလက်တက်ကလေးမှာတည်ထားတဲ့ရွာကလေးမို့လို့လက်တက်ခွဲလို့ခေါ်တာဗျအင်ဂျင်နီယာကျော်လောက်တော့ရှိရဲ့တရွာလုံးလေလောက်ကြတယ်အဓိကစပါးစိုက်တာပေါ့ဗျတီးထက်တင်းညက်တွေလည်းအနေချင်းတော့စိုက်ကြတယ်မပဲတို့ဖဲဒီစိန်တို့ပဲကြီးတို့ပေါ့ဗျာတချို့ဘက်မှာတော့ဇီးပင်တွေစိုက်ကြတယ်ဗျလူတရက်လောက်မြင့်တဲ့ဇီးပင်တွေရာချီအောင်စိုက်တာပေါ့ဗျာဘိုးလူဘေနဲ့ကျုပ်လိုက်သွားတော့ကမိုးရွမဲဗျအဲ့ဒီဘက်မှာကမိုးကောင်းတယ်လေကွန်းတွေထဲမှာဒီမှဖွေးလို့ဗျစပားတွေစိုက်နေကြတာခေါက်စိုက်သမားတွေဆိုတာတချင်းတွေတကြောကြောဆိုးလို့ဗျကျုပ်ကထနောင်းကုန်းကကိုစိတ်ဖွားနဲ့အင်ကြီးတွေထဲလဲလိုက်ဖူးတယ်အောက်ပြီးသွားပြီးငါတလောက်ငပိကောင်ဝဲတာလဲလိုက်ဖူးတယ်ကျုပ်ကအညာသားဆိုပေမဲ့လေလဲကောင်းကောင်းလှော်တတ်တယ်ဗျကျုပ်နဲ့ဘိုးလူဘေပြန်တော့လက်တက်ခွဲကလူတွေကျုပ်ကိုထနောင်းကုန်းအထိလိုက်ပို့ကြတာဗျအဲ့ဒီဘက်ကလူတွေကလည်းတော်တော်ခင်းတတ်တာဗျကျုပ်ကလက်ကောက်ရင်ဟိုတွေးဒီတွေးနေတာပြို့မြေစီထဲတဲ့ပလတ်စတစ်အိတ်အထူကြီးတွေကိုအဘကထပ်ပြီးတော့ကျိုးနဲ့စီးထားတာဗျအဲ့ဒီအိတ်လက်ကြီးကိုလဲပေါ်တင်လိုက်တယ်နွားမောင်းဖို့နဒန်ယူလိုက်တယ်ကျုပ်တို့ညာမှာနွားမောင်းနဲ့နဒန်ဆိုတာနှစ်နန်ကိုပြောတာဗျနှစ်တောင်လောက်ရှိတဲ့ဝါထုတ်ပေါ့ထိတ်မှာတန်ချောင်းတီးတူတူလေးမြုပ်ထားတယ်နွားတွေဖြောင်းဖြောင်းမသွားတဲ့ခါတို့လဲမယုံတဲ့ခါတို့ဆိုရင်တင်ပါးကိုနဒန်ကတန်ကျွင်လေးနဲ့ထိုးပေးရတာပေါ့ဗျာတတိယအစင်းသစ်ဖြစ်ပလားဟဲ့အေးအစင်းသစ်မဲ့ဟဲ့မင်းကိုစောင့်နေတာကျုံနဲ့တိုးလာဒီနေ့တောင်ရစုဘက်ကိုသွားပြီးမြေလိုင်ကူကြီးတွေထဲမှာလင်းတို့ချေသွားကြုံမလို့ဗျလင်းတို့ချေဆိုတာကျုပ်တို့ယာခင်းတွေအတွက်အကောင်းဆုံးတဘာဝမျိုးစားပဲလေဗျယာတွေထဲမှာတနေ့တစ်ခါလင်းတို့ချေပတ်ပေးနိုင်ရင်နှမ်းတွေပဲတွေလွတ်ကောင်းတာဗျကျုပ်ပြောခဲ့ပါရောလားဗျကျုပ်တို့တောင်သူလောက်ကထိုင်းနေရင်သားဗျလောက်မယ်ဆိုရင်လောက်စရာတွေကြီးပဲတောင်ရစုကမြေလိုင်ကူကြီးတွေကတဘာဝအတိုင်းကိုဖြစ်နေတာဗျကိုဘောတစ်ခုဆိုရင်လင်းတို့ချေကပြင်းငယ်ကိုချီးပြီးရတာအဲ့ဒီဘက်မှာမြေလိုင်ကူကြီးတွေဆိုတာအပေါက်340ရှိတာဗျကျုံနဲ့တိုးလာတယောက်ကိုလင်းတို့ချေရှိရိတ်စီလောက်ရကြတာဗျဒါလောက်ဆိုရင်တော်တော်ကိုအဆင်ပြေသွားပြီလေဗျမြေလိုင်ကူကြီးတွေထဲဝင်ပြီးလင်းတို့ချေကျုံနေဆိုတာကလည်းကျုံနေကြလူမှခံနိုင်တာဗျလင်းတို့ချေနဲ့ဟာလှိုင်ကောင်းထဲမှာလှောင်ပြီးနေတော့အသက်ရှူရတာအာကြီးခက်တာပြို့လင်းတို့ချေမှာရန်တက်အပြည့်ပါတာဆိုတော့လှိုင်ကောင်းကြီးတွေထဲမှာရန်တန်တွေမွန်းထူနေတာဒေါ်လာတို့ကျုပ်တို့ကတော့လင်းတို့ချေကျုံနေကြဆိုတော့ခံနိုင်ရှိနေပြီပေါ့ဗျာကျုပ်တို့နေရာကိုလှဲမောင်းပြီးပြန်လာတော့နေဆောင်နေပြီဘုန်းကြီးလေးထန်းတော်ရောက်တော့နရိုင်းသွင်းချင်းဗျဟာတတိထန်းတော်ဘက်ကိုကြည့်လိုက်စမ်းတိုးလာပြောလို့ကျုပ်လန့်ကြည့်လိုက်မိတယ်ဟာလှဲတန်းကြီးပါလားကွာတိုးလာရပေါင်းမိုးလဲတွေချီပဲကွာဖျားပွဲတွေဘာတွေရှိလို့တရွာလုံးသွားတဲ့ပုံပဲချူတန်တွေမှတချွင်ချွင်နဲ့ညံနေတာပဲဟေးဟာကျုပ်တို့နွားကြီးတွေတဖူးဖူးနဲ့နှားမုတ်ပြီးရပ်သွားပြီဗျို့နဒန်နဲ့တို့လဲပေးပြီးအနာခံနေရောဗျို့ရှေ့ကိုနည်းနည်းမှမတိုးတော့ဘူးဗျကျုပ်တို့ကဘုန်းကြီးလေးထတော်ကြီးရဲ့ဒီဘက်မှာဗျအဲ့တွေကထတော်ဟိုဘက်မှာနဘိုးကျုံတွေကြားကနေထွက်လာတာဗျလဲအားလုံးပေါင်းမိုးတက်ချီပဲဗျနွားကြီးတွေမှကောင်းလိုက်တာဗျနင်းတော့တောင်ကြီးတွေမဟုတ်ဘူးတတေဒါဘာဖြစ်တာတော့ငါတို့နွားတွေရှေ့မတိုးတော့ပါလားကွာအေးကွာတိုးလိုက်ရထူတော့ထူးနေပြီကွာဒါတဲ့နေပါအောင်တိုးလိုက်ရဘုန်းကြီးလေးထတော်ရဲ့ဟိုဘက်မှာဘုန်းကြီးလေးရဲ့ຢာတွေပဲရှိတာမို့လားဟိုနဘိုးချုံကြီးတွေကဒီနေရာမှာရှိလို့လားဟေးဟုတ်သားပဲကွာတတေရမင်းပြောမှပဲငါတတိထားမိတော့တယ်ဒီနေရာမှာဘာနဘိုးချုံမှမရှိဘူးကွာထတော်ဟိုဘက်ကိုမျက်စိတစုံမြင်နေရတာပဲဟာຢာတွေပဲရှိတာလေလဲတွေကနဘူးကြုံကြီးတွေကနေတိုးတိုးထွက်လာနေတာကွာအေးဟုတ်တယ်တိုးလာမင်းလဲတွေရေးထားလားဆန္ဒစီးရှိသွားပြီကွာတွေ့လားထွက်လာနေတော့မယ်ပြီးတော့အရှိစုစုကိုသွားနေတာနော်အဲ့ဒီဘက်မှာဒီအချိန်ဘာဖျားပွဲမှာရှိတာမှမဟုတ်တာကျုပ်တို့နွားကြီးတွေလည်းရှေ့ကိုနည်းနည်းမှမတိုးတော့ကျုပ်တို့လည်းနဘူးကြုံနေကြကတစည်းပြီးတစည်းထွက်လာတဲ့လဲတွေကိုကြည့်နေရတော့တာပေါ့ဗျာလဲပေါ်မှာလည်းလူတွေအပြည့်ဗျာကလေးတွေရောမိန်းမတွေရောပြီးတော့စားဦးစားကွက်တွေပါလာတာဗျသူညာစုညာနဲ့စကားတွေပြောဆိုပြီးသွားကြတာဗျသူတို့ကြည့်ရတာပြပြပါပါပဲဗျကျုပ်တို့ကြည့်နေတဲ့နေရာနဲ့ကနည်းနည်းလန်းတော့ဘာတွေပြောမှမသိဘူးဗျ
တိုးလာနဲ့ကျုံနဲ့အံ့ဩနေကြတာဗျတော်ရောဒီကောင်ရောရေးထားတာလဲစီ90ကျော်ပြီခုထိမကုန်သေးဘူးလဲ85စီးပြည့်တော့နောက်ထပ်ထွက်မလာတော့ဘူးဗျဒါဒီဒါဖျားပွဲသွားတာတော့မဖြစ်နိုင်ဘူးကွာလဲတွေဒီလောက်များရတာတိုးလာရဖျားပွဲသွားတာတော့ဘယ်ဟုတ်ပါမလဲဝါဆိုဝါကောင်ကြီးမှာဘယ်ဟာဖျားပွဲရှိမှာတော့ကွာဒါဆိုရင်ဒီလူတွေဘယ်ရွာကလို့ထင်တယ်တော့တိုးလာဒီနီးနားမှာငါတို့မသိတဲ့ရွာဆိုတာရှိလို့လားအခုလိုမျိုးလဲ85စီးနဲ့ခီးသွားတာမင်းမြင်ဘူးလို့လားအေးမြင်လည်းမမြင်ဘူးပြောတာလည်းမကြောက်ဘူးဒါဆိုရင်တော့ဒါမျိုးကိုမြင်တာငါနဲ့မင်းပထမဆုံးဖြစ်မယ်ကွာဟေးဘလို့ကွာဒါဒီမင်းနဲ့ငါကပထမဆုံးမြင်တာဟုတ်လားဟုတ်တယ်တို့လားဒါလူတွေမဖြစ်နိုင်ဘူးဘာကွာဒါဒီလူတွေမဟုတ်ဘူးဟုတ်လားဒါဆိုရင်ဘာတွေတော့မစိတ်ထင်တော့ကြက်တွေရွာပြောင်းလာတင်တယ်ဟာဟုတ်လားကြက်ကောင်ငါတို့ကမြင်နိုင်လို့လားကွာကြက်ဆိုတာလူနဲ့အနီးစပ်ဆုံးတစ်စီပဲကွာအကြောင်းတင်သွားတဲ့အခါလူတွေကကြက်တွေကိုမြင်ရတတ်တယ်နို့ကြက်တွေကရောလူတွေကိုမြင်နိုင်လို့လားကွာဟာသူတို့ကတော့မြင်နိုင်တယ်ကွာဒါပေမဲ့ကြက်ဆိုတာလူရက်ရွာကိုဘယ်တော့မှလာတယ်လို့မရှိဘူးလူတွေကိုအမြဲရှောင်တယ်ငါသိတာကတော့လူလိုပဲအိမ်နဲ့ဘာနဲ့မိသားစုနဲ့ရက်နဲ့ရွာနဲ့နေကြတဲ့တစီတစ်မျိုးပဲကွာဥစ္စာဆောင်တွေတိုက်ပြောင်းလာရောမဖြစ်နိုင်ဘူးလားကွာဟာဥစ္စာဆောင်တော့မဖြစ်နိုင်ဘူးကွာငါ့ကိုငါဆရာကြီးဘိုးလူပေပြောဘူးတယ်ဥစ္စာဆောင်တိုက်ပြောင်းတာဒီချိန်မဟုတ်ဘူးကွာညတစ်ကောင်လောက်မှပြောင်းတာဆိုပဲခုကအရိုက်တွင်းချင်းဆိုတော့ဥစ္စာဆောင်မဖြစ်နိုင်ဘူးကွာဒါကြက်ရွာပြောင်းတာပဲဖြစ်မယ်ကဲသွားကြစို့ကွာမိုးချုပ်တော့ကျုပ်ကပြောဆိုဆိုနဲ့နွားတွေကိုနဒန်နဲ့တိုးလိုက်တယ်တိုးလာကလည်းသူ့နွားတွေကိုနဒန်နဲ့တိုးတာပေါ့ဗျာဒါပေမဲ့နွားတွေကမသွားဘူးဗျဟာတတ်ဒီဘာဖြစ်လို့တော့မသိဘူးကြက်တွေငါတို့တခုခုလောက်သွားလာမသိဘူးကွာဟာတိုးလာလည်းမဟုတ်တာပြောရောမယ်ခဏဆောင်ကြည့်စမ်းမအောင်ကွာဟောကြလာချူတန်းလဲတွေကြံနေလို့ငါတို့နွားတွေမသွားတာကွာအေးကွာဟုတ်တယ်ဟောထွက်လာပြီဟာဒါကဘာကြီးတွေတုံးကွာပေါင်းမိုးလည်းမဟုတ်ပါလားဒါဘီယိုလဲခေါ်တယ်ကွာတိုးလာရတစ်စီးနှစ်စီးသုံးစီးကုန်သွားပြီထင်တယ်ကွာဒါရွာလူကြီးမိသားစုတွေစီးတာဖြစ်မယ်ကွာလဲမှာကနုတ်တွေဘာတွေဖော်ထားတာကွာဗီဒီယိုခန်းထဲမှာလဲခန်းစည်းတွေဘာတွေတေချာတက်ထားတာဗျာဗီယိုလဲသုံးစီးကရှေ့ကသွားတဲ့လဲတန်းကြီးနောက်ကိုလိုက်သွားတာဗျကျုပ်ကနွားတွေကိုနဒန်နဲ့တိုးလိုက်တယ်ဟောသွားပြီဗျို့သွားပြီခုမှပဲကျုံနွားကြီးတွေသွားတော့တယ်ဗျာလက်တွေကုံသွားတာတေချာပြီဟေးတိုးလာအေးကွာဒီနွားတွေရဲ့အာယုံကတိနေတာအံ့ဩစရာပါပဲကွာကျုပ်တို့လဲတွေထမ်းတော့တဲ့ရောက်တော့ကျုပ်ကစောစောကလဲတွေထွက်လာတဲ့နဘူးချုံကိုလှမ်းကြည့်လိုက်မိတယ်ဟာတာဒီမဖြစ်တာတော့ဟာဟဲ့ကောင်တိုးလာမင်းကြည့်လိုက်စမ်းနဘူးချုံတွေရှိသေးလားကျုပ်ပြောတော့တိုးလာကစက်ကနေလှမ်းကြည့်တယ်ဟာဟုတ်တာပဲတာဒီရစောစောကနဘူးချုံကြီးတွေဘယ်ပြောက်သွားတာတော့ဟုတ်တယ်ကွာတိုးလာရဲ့အော်ဆရာနွမ်ဖတို့ပြောဘူးတယ်ဒီလောကကြီးမှာမင်းတို့ငါတို့လူတွေမမြင်ရတဲ့အရာတွေမမြင်ရတဲ့အရာတွေအများကြီးရှိတယ်တဲ့ကွာတချို့ညောင်မင်းကြီးတွေမှာရုပ်ကစိုးကြီးတွေကဗိမ္မာန်ကြီးတွေနဲ့နေကြတာဆိုပဲတချို့ရုပ်ကစိုးကြီးတွေရဲ့ဗိမ္မာန်ကြီးတွေကတော်တော်ခမ်းနားတာဆိုပဲမင်းတို့ငါတို့မြင်ကြရတာမှမဟုတ်တာတိုးမော့ကြည့်ရင်ညောင်မင်းကြီးပဲတွေ့မှာပေါ့အေးကွာဒီညနေတွေ့ရတာကတော့ငါ့ဖို့ထူးဆန်းတွေကြီးပဲကွာဒီညမှာမင်းနာမပါရင်ငါတော့လဲကိုတရကြမ်းမောင်းပြေးမိမှာပဲကွာကျုပ်တို့ရွာရောက်တယ်ဆိုမောင်းသွားရတာပေါ့ဗျာညရလို့ထမင်းစားတော့ပြီးတော့ကျုပ်ကညနေကတွေ့ခဲ့တဲ့လက်တန်းကြီးအကြောင်းပြောပြတော့အဘနဲ့အမေကလည်းအံ့ဩကြတာပေါ့ဗျာဒီညတော့တိုးလာလေဒီအကြောင်းကိုတွေ့အိမ်မှာပြောနေရောပေါ့ဗျာအဘနဲ့အမေကပြောင်းမှုဖက်ဆေးလေးကြီးတွေကိုဖွာရင်တွေးနေကြတာဗျအေးပေါ်လူလေးရဒါမျိုးတွေလည်းရှိမှာပေါ့ကွာဖះက30ဘုံလို့ခေါ်ထားတာပဲလေအဘတို့လူတွေမျက်စိနဲ့မြင်ရတာဆိုလို့တရိတ်ဆန်ဘုံတစ်ခုပဲရှိတာပဲလေကျန်တဲ့ဘုံတွေကိုမြင်နိုင်တာမှမဟုတ်တာအဲ့ဒီညကအဘရဲ့အမေရဲ့ကျုပ်ရဲ့တော်တော်ညံ့တဲ့အထိစကားတွေပြောကြတာဗျအဘကလည်းသူ့ကြားဘူးတဲ့ကြက်တွေအကြောင်းအမေကလည်းသူ့ကြားဘူးတဲ့ဥစ္စာဆောင်တွေအကြောင်းပေါ့ဗျာနောက်ရက်တွေຢာထဲမှာမြေစည်းပတ်ပြီးတော့ကျုပ်လဲအားသွားတယ်အားတော့လဲဆရာတော်အကြောင်းသွားဝေယဝဆလေးတွေလောက်ကင်ပြီးရေစီတိုက်နွားစာပြောင်းရုံရိတ်ပေါ့ဗျာတာတီးဧည့်သည်ဟေးမင်းအောင်လာရှာတာဧည့်သည်ဆိုတော့ကျုပ်အံ့ဩပြီးဝိုင်းဝါကိုလှမ်းကြည့်လိုက်မိတယ်တောင်ပိုင်းကဘတ်ခင်းဆိုတဲ့ကောင်လိုက်ပို့တာဗျကျုပ်ကနွားစာကုန်နေလို့စင်းကောင်မှာပြောင်းရွှေတွေဆင်းပြီးခုပဲအိမ်ရှိကိုထွက်လာတာဗျဘိုင်းထဲကိုရဲပြီးဝင်လာတဲ့လူနှစ်ယောက်ကိုကျုပ်လှမ်းကြည့်လိုက်တော့ဘသူတွေမှမသိဘူးဗျအသက်40အရွယ်တွေပဲသူတို့ကတော့ကျုပ်ကိုရဲပြပြီးဝင်လာတာအနားရောက်လို့ခမောက်တွေချွတ်လိုက်တော့မှဟာကိုကြီးတာတယ်မလားလာဗျာတွေ့လိုက်ရတာကျုပ်ဖြင့်အံ့ဩသွားလို့ဗျတာတီနေကောင်းလားကွာဟာကောင်းပါရဲ့ဗျကိုကြီးတာတယ်ရဒါလက်တက်ခွဲရနေလာတာလားဟုတ်တယ်ကွာတာတီအိမ်ပေါ်မှာထိုင်ပြီးတော့မှကျုပ်ကဘားတို့မေတို့နဲ့မိတ်ဆက်ပေးရတာပေါ့ဗျာဘိုးလူဘေးနဲ့လိုက်သွားတော့ကရေတခွန်ချောင်းကမ်းပါးကလက်တက်ခွဲဆိုတဲ့ရွာလေးအကြောင်းအဘတို့ကျုပ်ပြောခဲ့ဘူးတာကိုဗျဒီတော့အဘနဲ့မိကလည်းကိုကြီးတာတင်တို့ဝမ်းသာအားရကြိုးဆိုပြီးအဲ့ခံကြတာပေါ့ဗျာဆရာကြီးဘိုးလူဘေးနဲ့တွေ့သေးလားကွာတွေ့တယ်ကိုကြီးတာတင်ရပိတ်ကိုတောင်တူသွားလိုက်သေးတယ်ဘေးဘက်ကဆလုံးကျွန်းတကျွန်းပေါ်မှာဘိုးလူဘေးပညာစခန်းတက်လို့ကျုပ်လိုက်သွားရတာဗျအော်ဘိုးလူဘေးရောချမ်းချမ်းမမရှိရလားကွာ
ကျမ်းမာပါတယ်ကိုကြီးတာတယ်နို့ကိုကြီးတာတယ်နို့ထနောင်းကုန်းလာတာကျုပ်စီကိုတက်တက်လာတာလားကျုပ်ကမေးလိုက်တော့မှကိုကြီးတာတယ်ကမျက်နှာနည်းနည်းပြက်ပြီးခေါင်းငိမ့်ပြတယ်ဗျဒီလိုကွာတာတယ်ရလွန်ခဲ့တဲ့တလလောက်ကငါအမကမွေးတယ်ငါတို့နှစ်ယောက်ပျောက်သွားလို့ကွာဗျာပျောက်သွားတယ်ကိုကြီးတာတယ်လူတွေကဘယ်ရွယ်ရှိပြီတော့မင်းထက်တော့နည်းနည်းကြီးမဲကွာနာမည်ကအောင်မင်းနဲ့အောင်ဝင်းနဲ့ဘလို့ပျောက်သွားတာတုံးဗျရေတကွန်ချောင်းထဲမှာတယောက်ကလေပက်ကင်ပြီးတယောက်ကလေဦးကနေကွင်းပစ်တာကွာတို့ရသားတွေလည်းသူတို့ကိုတွေ့လိုက်ကြရတာပဲတချို့ကပြောတော့ချောင်းထက်ပိုင်းကိုလော့တက်သွားတာတွေ့လိုက်တယ်လို့ပြောတာပဲချောင်းထက်ပိုင်းဆိုတာကရေကွန်ရှိတဲ့ဘက်လားဗျကိုကြီးတာတယ်အေးဟုတ်တယ်ကွာတာတေးရလေတွေဘာတွေများမှောက်သလားဒီကောင်တွေရေတော့ကူးတတ်တယ်မို့လားဗျဟာတာတေးရငါတို့ရွာတွေမှာစာမတက်ခင်ကလေးကရေကူးတက်နေတဲ့ကောင်တွေကွာရေကူးရေငုံလေလော်လေခတ်ကွန်ပစ်ဒိုင်းခွန်းထိုးမကြမ်းကျင်တဲ့သူဘယ်မှာရှိမှာတော့ကွာပျောက်နေတာကလည်းတလတောင်ရှိပြီပျောက်နေတာကလည်းတလတောင်ရှိပြီဟုတ်လားအေးဟုတ်တယ်ကွာဒီကောင်တွေရဲ့ဘာတွေတော်တဲ့ကိုဘိုးပါဆိုတဲ့လူတယောက်ကလည်းလွန်ခဲ့တဲ့10နှစ်လောက်ကပျောက်သွားဘူးလေကွာခုလိုပဲလေတစင်းနဲ့ငားမြသွားတာလေရောလူရောပျောက်သွားတာ10နှစ်ရှိပြီကွာသူတို့အဖေရဲ့ညီးပေါ့ကွာအခုငါတို့ကဒီကောင်နှစ်ယောက်သူတို့ဘာတွေ့လို့ဖြစ်သွားမှာကိုစိုးရိမ်တာကွာထူးတော့ထူးဆန်းတာဗျနေအောင်ကွာတာတည်းကမင်းစီကိုလာရတဲ့အကြောင်းငါပြောအောင်မယ်ဒီလိုဟေးကောင်လေးနှစ်ယောက်ပျောက်သွားတော့သူ့အမေငါမှလည်းမျက်ရည်နဲ့မျက်ခွက်ပေါ့ကွာစုစုပေါင်းမှသူတို့မှဒီနှစ်ယောက်ပဲသားသမီးရှိတာလေကွာအခုနှစ်ယောက်စလုံးပျောက်သွားတော့ထိုင်းမရထားမရဖြစ်တော့တာပေါ့ကွာဒါနဲ့ချားဖို့သမျှဘေးတွင်တွေမေးနတ်တွေမေးပေါ့ကွာအဲ့ဒါနဲ့ဟိုတနေ့ကတစ်ဖက်ကရေကမြင်းကနတ်ကတော့ဒေါ်အေးတာကြီးခေါ်မေးပြန်ရောဟေးအော်အေးကွာတာတေးရဒေါ်အေးတာကဦးမင်းကျော်ခေါင်းဆွဲဆိုလားဘာဆိုလားကွာအဲ့ဒါနတ်ပင်လားဦးမင်းကျော်မဝင်ဘဲနဲ့မဖဲဝါဆိုတာဝင်လာပါရောလားကွာဗျာမဖဲဝါဟုတ်လားကိုကြည့်တာလေဟုတ်ပါဗျာအဲ့ဒီမှာပြောတော့တာပဲကွာနင်သားနှစ်ယောက်မသိဘူးဒါပေမဲ့ဒီမှာမရှိဘူးတခြားနေရာမှာရောက်နေတယ်ထနောင်းကုန်းကတာတီကိုမြန်မြန်သွားခေါ်ကြတာတီရောက်လာမှမလုပ်ရမဲဆိုတာငါပြောမယ်ဆိုပြီးပြောသွားလို့ဟေ့ငါမှလုပ်တဲ့သူကငါ့ကိုနဘူးနစားလုပ်တော့တာပေါ့ကွာထနောင်းကုန်းကမောင်တာတီကိုချက်ချင်းသွားခေါ်ပေးပါငါသားတွေမသိဘူးပြောတယ်သွားခေါ်ပေးကြပါကြီးပြောနေလို့ငါထွက်လာတာကွာအော်ဒီလိုလားတခြားနေရာဆိုတော့ဥစ္စာတောင်းတိုက်တွေဘာတွေများလားအဲ့ဒါတော့တို့လည်းမသိပါဘူးကွာမင်းလာမှပြောမယ်လို့မဖဲဝါပြောသွားတာပဲကွာတို့နေပါအောင်တာတီရဲ့မင်းနဲ့အဲ့ဒီမဖဲဝါဆိုတာကအဆက်အသွယ်ရှိလို့လားရှိတယ်ကိုကြီးတာလည်းရှိတယ်တို့နေပါအောင်ဗျအခုကိုကြီးတာတင်တို့လဲနေလာကြတာလားလဲရဘယ်မှာထားခဲ့တော့ဟာငါတို့လဲနေလာတာမဟုတ်ပါဘူးကွာမြင်းနေလာတာမြင်းစည်းဖို့မြင်းတစည်းလဲပါလာတယ်မင်းမြင်းစည်းတက်လားမစည်းတက်လည်းကိစ္စမရှိပါဘူးငါတို့ဆွဲတော်မှာပေါ့ကျုံမြင်းစည်းတက်ပါတယ်ဗျဟာဒါဆိုရင်တော့ဟန်ကြတာပေါ့ကွာကျုပ်ဘယ်လိုလုပ်ညင်းလို့ရမှာတော့ဗျာရေတကွန်ချောင်းဆိုတာကျုပ်တို့ရွာနဲ့ကတော်တော်ဝေးသေးတာဗျဒါပေမဲ့မဖဲဝါခေါ်လွတ်တယ်ဆိုတော့ကျုပ်လိုက်ရမှာပေါ့ဗျာအဖနဲ့အမေကိုအကျိုးအကြောင်းပြောခွန်တောင်းပြီးကျုပ်ရေတကွန်ချောင်းကိုလိုက်ခဲ့ရတာပေါ့ဗျာကိုကြီးတာတင်တို့ကသူတို့မြင်းတွေကိုကျုပ်အိမ်လိုက်ပို့တဲ့ဘခင်တွေဝိုင်းမှာထားခဲ့တာဗျဘခင်ရဲ့အဖနဲ့ကိုကြီးတာတင်ကလူခင်တွေဆိုပဲကျုပ်အတွက်ယူလာတဲ့မြင်းကရင်းညူကြီးဗျတောက်လဲတော်တော်မြင့်တယ်မြင်းနေဆိုတော့ခီးတွန်းတာပေါ့ဗျာရောက်တဲ့ညတော့ခီးကလည်းပန်းလာတော့ဘာမှမလုပ်နိုင်ပါဘူးစောစောပဲအိယာဝင်လာရတာပေါ့ဗျာနောက်နေ့ရောက်တော့ကျုပ်စီစဉ်ရတာပေါ့တိုက်တိုက်ဆိုင်ဆိုင်ပဲလို့ပြောရမှာပေါ့ဗျာလက်တက်ခွဲကိုအမဲသားတယ်လာတယ်ကျုပ်ကအမဲသားတပိတ်တာဝယ်ပြီးချက်ခိုင်းထားလိုက်တယ်ပြီးတော့ထမင်းတော်ချက်ပေါ့ဗျာတစ်ဖက်ကန်းရေကမြင်းကနတ်ကရတော်အေးသားကြီးကိုလည်းခေါ်ခိုင်းထားလိုက်တယ်ညနေဆောင်တော့မပြောဘက်ခင်းပြီးထမင်းနဲ့အမဲသားဟင်းကိုထမင်းတောင်ပြင်ခိုင်းရတော့တာပေါ့ဗျာကျုံမေးကြည့်တော့လက်တက်ခွဲတို့တောင်းရီကျော်တို့စင်မသားမွေးတို့ချင်းစုတို့ကလေးရွာပေါင်းပြီးတင်းချိုင်းတစ်ခုထားတာဆိုပဲလည်းနေလန့်တယ်လို့ပြောတယ်မိုးချုပ်တာနဲ့ခပ်ပေါက်တူလေးတဲ့ကိုကျုပ်ရဲ့နတ်ကရတော်အေးသားကြီးရဲ့ကိုကြီးတာတင်ရဲ့ဆင်းခဲ့ကြတယ်ထမင်းတောင်ကိုတော့လှေခတ်ဖို့ခေါ်လာတဲ့ကိုကြီးတာတင်တို့စင်းငါးကထမ်းလာတယ်ဗျမိုးကချုပ်နေပြီဆိုတော့ကိုကြီးတာတင်ကလေဦးမှထိုင်ပြီးမိယုတ်ကြီးတစ်ခုထွန်းထားတယ်ဗျမိယုတ်ဆိုတာကရေနံစီမိကွက်ကြီးထည့်ပြီးထွန်းတဲ့တွပြအုပ်ဆောင်ပေါ့ဗျာကုတ်ကိုတင်ချိုင်းနေဗျလေးရွာပေါင်းတင်ချိုင်းဆိုတော့တင်ချိုင်းကတော်တော်ကြီးတာဗျအုတ်ကူတွေမှဖွေးဖွေးလုံနေတာဗျတင်ချိုင်းစရက်ကလည်းတော်တော်ကြီးတာဗျကျုပ်ကမဖဲဝါကိုစားပွဲတောက်ပွဲပြီးရင်တင်ချိုင်းထဲမှာပေးရတာမဖဲဝါကတင်ချိုင်းမှာကျွေးမှသူပိုင်တာလေဗျဒေါ်အေးတာနဲ့ကျုံနဲ့ကအခုမှတိကြတာဆိုတော့ခုခက်ကြီးကြီးတစ်လုံးကိုရွေးပြီးကျုပ်ကငါပြောပဲခင်းထမင်းဝဲပြင်းနေပြီးတော့ဖျောင်းနိုင်တဲ့တိုင်ထွန်းလိုက်တယ်ဘေးမှာရေတစ်ခွက်လဲချပေးထားရတာဗျဒါမျိုးကိုတခါမှမမြင်ဘူးတဲ့ကိုကြီးတာတင်တို့ဒေါ်အေးတာတို့ကတော့မျက်လုံးပြူးပြီးကြည်နေတာပေါ့ဗျာအားလုံးပြင်ပြီးတော့မှကျုပ်ကမဖဲဝါကိုပင့်တာဗျအရှိနေထွက်အနောက်နေဝင်တောင်တန်ငါကွင်မြောက်တူဝင်အတွင်းရောက်ရရဲ့ရှိရဌာနကနေပြီးဒီနေရာဒီဌာနကိုအများဆုံးလှမ်းကြွခဲ့ပါတင်းကျန်းရှင်မကြီးမဖဲဝါခမညာထနောင်းကုန်းကတာတီစားပွဲတောက်ပွဲတွေနဲ့
မဖဲဝါကိုကြိုးပါတယ်ဗျာအမြန်ဆုံးကြွခဲ့ပါဟောမဖဲဝါခွေးကြီးတန်းဗျမဖဲဝါလာပြီထင်တယ်ဟာလာပြီပြိုးလာပြီမဖဲဝါကြီးလာပြီဗျဂူရီဘော်ကရွှေးလာတဲ့ဖြူဖြူရိတ်ကြီးကိုကြုံမြင်နေရတယ်ဟောဖြူဖြူရိတ်ကြီးကလက်အုပ်ချပြီးထိုင်နေတဲ့နတ်ကတော့ဒေါ်ရီတာကြီးကိုဝင်ကလိုက်ပြီပြိုးဟောဒေါ်ရီတာကြီးလက်တွေကွေးကောက်ပြီးအပေါ်ကိုမြောက်တက်လာတယ်ဇံဖားလျာကြီးနဲ့မတ်တက်ကြီးထားရပြီးဂူပေါ်မှာပြင်ထားတဲ့ထမင်းတွေကိုကြည့်နေတယ်ဟာခုံပြီပြိုးဒေါ်ရီတာကြီးခုံပြီစွာကနေနေတာပဲဗျာဂူကြီးဘော်ကိုရောက်သွားပြီပြိုးသမင်းပွဲကြီးနားမှာဒူကြီးတစ်ဖက်ထောင်တစ်ဖက်လဲကားကားကြီးထိုင်ပြီးစားတော့တာပဲဗျာကိုကြီးတာရင်တို့အိမ်ကလည်းအမဲသားချက်လွတ်ကောင်းတာဗျအမဲသားဟင်းနှန်းကငွေ့ကြိုင်နေတာမဖဲဝါကြီးကလည်းစားတော့တာပဲဗျာစားရင်းနဲ့ကြောက်ကိုပြောတယ်ဒါတေနင်လိုက်လာလို့ဒီလူတွေကန်ကောင်းသွားတာအဲ့ဒီကောင်လေးနဲ့ကောင်ဒီဘုံမှာမရှိတော့ဘူးအတူတကယ်ဘုံကိုရှောင်းနေတယ်နင်လိုက်ခေါ်မှရမယ်အန်ဒီရတော့တော်တော်များတယ်ဒါပေမဲ့နင်လိုက်မခေါ်ရင်အဲ့ဒီကောင်လေးတွေဘယ်တော့မှပြန်လာလို့ရမှာမဟုတ်တော့ဘူးကျုပ်လိုက်မယ်မဖဲဝါဒါဆိုရင်နားထောင်ဒီကောင်နှစ်ယောက်ငါးဖမ်းရင်းနဲ့ရေတကွန်နောက်ကိုလှေဝင်သွားတာအဲ့ဒီရေတကွန်နောက်မှာလှိုင်ပေါက်ရှိတယ်အဲ့ဒီနားကလူတွေကအဲ့ဒီလှိုင်ပေါက်ရှိမှန်းဘယ်သူမှမသိကြဘူးဒီလှိုင်ပေါက်ကိုလူမျက်စိနဲ့မမြင်အောင်လှေကကြောက်နိုင်ရန်ကိုဖောက်ဝင်သွားတယ်လို့ထင်ရတာတကယ်တော့လှိုင်ပေါက်ကြီးရှိနေတာနင်ညကွန်းစေးကွန်းသွားနင်မြင်ရလိမ့်မယ်အဲ့ဒီလှိုင်ပေါက်ထဲမှာချောင်းတစ်ခုစီးနေတယ်ရေကဝါးတပြန်လောက်နဲ့တယ်ဒါပေမဲ့လေရှိတယ်နင်အသက်ရှူလို့လည်းရမယ်မီးထွန်းလို့လည်းရမယ်မီးရုပ်ယူသွားအဲ့ဒီလိုင်းကူထဲမှာနင်းလေကိုတနေ့နဲ့တညလှော်ရလိမ့်မယ်ဒါပေမဲ့မှောင်မဲနေတော့နေမညမန်းနင်းသိမှာမဟုတ်ဘူးနင်းဒီကနေညဘက်ဝင်သွားလှိုင်းကောင်းဟိုဘက်ကချောင်းကိုညဘက်ရောက်သွားလိမ့်မယ်ညရောက်မှဖြစ်မှာနေဘက်ရောက်ရင်နင်းလေဟိုကောင်လေးတွေလိုပြန်လို့ရမှာမဟုတ်ဘူးအတူတကယ်ဘုံသားတွေကနင်းကိုပြန်လို့မရအောင်လှုပ်ထားလိမ့်မယ်နင်းတခုတော့မမေ့စေနဲ့လှိုင်းကောင်းဟိုဘက်ကိုနင်းလေထွက်သွားတာနဲ့အဲ့ဒါလူ့ဘုံမဟုတ်ဘူးဆိုတာအမြဲတတိထားပြီးတော့နင်းရောက်တဲ့ညတညပဲချိန်ရမှာညတွင်းချင်းကောင်လေးတွေကိုလိုက်ရှာနင်းအော်ခေါ်ကြည့်ညဘက်ဆိုရင်အတူတကယ်ဘုံသားတွေတယောက်မှမရှိကြဘူးတောင်ကောင်းကြီးတွေထဲမှာငရဲခံဖို့ခွေးကြီးတွေစားခံဖို့သွားကြရတယ်မနဲ့လင်းတာနဲ့ပြန်ရောက်လာမှာနော်နင်းကောင်လေးတွေကိုခေါ်ပြီးမိုးမလင်းခင်လိုင်ကောင်းလေးကိုရောက်အောင်ပြန်ဝင်ပြီးတော့လိုင်ကောင်းလေးရောက်ရင်အန်ဒီရဲ့ကင်းတယ်မဖဲဝါကအမဲသားတွေရောထမင်းတွေရောအကုန်စားပြီးသွားတာနဲ့ပြန်သွားရောဗျမဖဲဝါရဲ့ခွေးကြီးဦးတဲ့အတိုင်ကတဖြည်းဖြည်းနဲ့ဝေးသွားတယ်ဒေါ်ရီသားကြီးလည်းဂူပေါ်မှာပုံလျက်သားလဲပြီးတတိမိနေတယ်ကျုပ်ကအစင်းတင်ပါလာတဲ့တစ်ဆုံစီးတော်ရည်စင်နဲ့တောက်လိုက်တော့မှတတိပြန်ရလာတယ်။မဖေးပါပြောသားတဲ့အကြောင်းတွေကိုကျုပ်ပဲကြားရတာဗျ။ကိုကြီးတာတင်ကတော့ဦးဦးကြီးဆိုတဲ့အတန်တွေပဲကြားရတာဗျ။လက်တက်ခွဲကိုလေတစင်းနဲ့ပြန်ရောက်တော့ည10နာရီတောင်ရှိပြီဗျ။ကျုပ်ကိုကျွမ်းသားနဲ့ဆက်ထားတဲ့လေတစင်းပေးတယ်။ကျုပ်ကလော်တက်အပိုးနှစ်ချောင်းတောင်းတယ်။အပြန်ကြရင်အောင်မင်းတို့အောင်ဝင်းတို့ကိုပါလောက်ခိုင်းရမှာလေဗျ။ဆာသားကြောင့်မီးဖုတ်ပြီးစီရွှဲရွှဲဆန်းထားတာရဲ့ကောင်းချင်းကြီးကြောက်တွေရဲ့ကျုပ်ကိုပေးလိုက်တယ်။ရေခါကြောက်ပေါ့ဗျာ။အပြန်ကြရင်3ယောက်စားရမှာလေဗျာများများယူလာရတာပေါ့ဗျာပြီးတော့ရှင်နံအပြည့်ထည့်ထားတဲ့မိကွက်ကြီး3ခွက်နဲ့မိအုပ်ကြီးတစ်လုံးယူခဲ့တယ်မြက်ကွင်းစေးကွန်းလိုက်ပြီးတာနဲ့ကျုပ်ကမိကွက်ကြီးတစ်ခွက်ထွန်းတယ်မိအုပ်ထဲကိုမိကွက်ကြီးထည့်ပြီးလေလဲမှာထားလိုက်တယ်ကျုပ်စပြီးလော်ပြီးပြို့ရေကိုဆန်ပြီးတက်ခဲ့တယ်ချောင်းထက်ပိုင်းမှာရေကွင်းရှိတာဟုတ်ဗျရေကွင်းရဲ့တစ်ဖက်ကန်းကကတ်လော်ရတာပေါ့ဗျာဒါမှရေစီးတက်တာမှာပေါ့ကျုပ်ကရေကွင်းရဲ့အထက်ကိုရောက်အောင်လေကိုလော်တက်လိုက်ပြီးမှချောင်းတစ်ဖက်ကန်းကိုဖြတ်ကူလိုက်တယ်ကျုပ်ရေကွင်းဘက်ကန်းကိုရောက်လာတာပေါ့ဗျာလေကိုရှင်ထိန်ပြီးရေကွင်းရဲ့နောက်ကိုဝင်လိုက်တယ်ဟာဟိုမှာတွေ့ပြီလှိုင်ကောင်းအပေါက်ကြီးဗျရေကွင်းကတိတ်မြင့်ကြီးမဟုတ်ပေမဲ့ကြားတဲ့ရေကအပြန့်တော်တော်ကျတာဗျလက်လံ20လောက်ရှိမယ်ရေကွင်းနဲ့တောင်နိုင်ရဲ့ကြားမှာလေ2စီးစာလောက်ရှိတယ်အဲ့ဒီနားရောက်တော့ရေကဆွဲနေတာဗျရေကွင်းနောက်ဘက်ကိုဆွဲနေတာကျုပ်ကအလိုက်ထိုက်ကလေးလေကိုထိမ့်ပြီးလိုက်သွားလိုက်တယ်လှိုင်ကောင်းအပေါက်ကြီးကရေကိုဆွဲနေတာဗျကျုပ်ပါသွားပြီဝင်သွားပြီဗျကျုပ်လော်လာတဲ့လေလှိုင်ကောင်းထဲကိုဝင်သွားပြီးအောင်မင်းတို့အောင်ဝင်းတို့လေလဲဒီလိုပဲပါသွားတာဖြစ်မယ်ဗျကျုပ်ကတနုပ်ပြူမီးကက်ကလေးချစ်ပြီးမီးအုပ်ထွန်းလိုက်တယ်ရေနံစီမီးခွက်ကကြီးတော့မှောင်နေတဲ့လှိုင်ကောင်းထဲမှာလင်းသွားတာပေါ့ဗျာလှိုင်ပေါက်ဝနဲ့နီးတုံးကသာရေစီးကပြင်းတာဗျလှိုင်ပေါက်နဲ့ဝေးလာတော့တဖြည်းဖြည်းရေစီးငြိမ်လာတယ်ကျုပ်ကမီးအုပ်ကမီးရောင်နဲ့ဘေးဘီကိုကြည့်လိုက်တယ်လှိုင်ကောင်းကအဝလာကျင်းတာဗျအဲမှာကျတော့အကျယ်ကြီးပဲကိုခေါမိုးကကျုပ်စိတ်တင်ဝါနှစ်ပြန်လောက်မြင့်နေဗျလှိုင်ကောင်းထဲမှာစီးနေတဲ့ချောင်းရဲ့အကျယ်ကားတင်ပေ90လောက်ရေပြင်းကြီးဗျတချို့နေရာမှာကရေထဲကထိုးထွက်နေတဲ့ကြောက်ချွန်းကြီးတွေကိုတွေ့ရတယ်ကျုပ်လက်ထဲမှာပတ်ထားတဲ့နာရီကမီးစုံလက်တံတွေဆိုတော့မောင်ထဲမှာလင်းနေတာပေါ့ဗျာကျုပ်နာရီကြည့်လိုက်တော့8နာရီခွဲဗျမီးုံနဲ့ဘေးဘီကိုထိုးကြည့်လိုက်လေကုန်မှန်လော်လိုက်ပေါ့ဗျာတချို့နေရာရောက်တော့ရေထဲကငါးကြီးတွေထပေါ်တာတွေ့ရတယ်ငါးကြီးတွေမှာအကြီးကြီးတွေပါဗျာကျုပ်စဉ်းစားကြည့်တယ်ဗျဒီငါးကြီးတွေဟာကျုပ်တို့လူပေါင်းကငါးတွေလားသူတကယ်ဘုံကငါးတွေလားဆိုတာ
တကယ်တော့ဒီလိုင်ကောင်းကြီးဟာလူပုံနဲ့အတူတကယ်ပုံကိုဆက်ထားတဲ့မြစ်တစ်စင်းပဲဗျကျုပ်လော်လာတဲ့လေကအတူတကယ်ပုံကိုဥတီပြီးသွားနေတာပေါ့ဗျာကျုပ်နိုင်ရီကိုတတိယအချိန်ကြီးတော့မနေ့3နာရီတောင်ထိုးပြီးဗျကျုံလည်းတော်တော်ကိုအိတ်ချင်နေပြီဒါပေမဲ့ကျုံမအိတ်ရဲဘူးဗျကျုံအိတ်ပြော်သွားတဲ့အချိန်မှာဘာတွေဖြစ်မဲဆိုတာကျုံမတွေးတတ်ဘူးဗျအိတ်ချင်တဲ့စိတ်ကိုပဲပြောက်အောင်ဖြောက်ပြရတော့တာပေါ့ဗျာစီစိန်ထားတဲ့ဆက်သားကြောက်ကလေးတစ်ဖက်ကိုယူပြီးကျုပ်ဝါးလိုက်တယ်ပြီးတော့ပလတ်စတစ်ပုံးတွေကရေကိုနည်းနည်းတောက်လိုက်တယ်အိတ်ချင်စိတ်တော့ပြေသွားတာဗျကျုပ်လေကိုမှန်မှန်ပဲဆက်လော်တယ်မနေ့6နာရီမနေ့9နာရီဒီချိန်ဆိုရင်အပြင်လောကကြီးမှာနေထွက်ပြီးမိုးလင်းနေရောပေါ့ဗျာဒီလိုင်ကောင်းထဲမှာတော့မှောင်နေတာဗျဒါကြောင့်မဖဲဝါကကျုပ်ကိုပြောလိုက်တာနေလားညလားနင်းတိမှာမဟုတ်ဘူးတာတီးတဲ့ဟုတ်ပါဗျာနိုင်ပါလာလို့တာအပြင်မှာနေဖြစ်နေတာကိုသိရတာဗျကျုပ်ကလော်တက်ကို6လောင်းနဲ့ညက်ပြီးပဲကင်ထားလိုက်တယ်ရေစီးကလည်းနေနေလေးဆိုတော့လေကလည်းကျုပ်မလော်ရင်ရွေ့တယ်ဆိုရုံလေးပဲရွေ့နေတာဗျပါလာတဲ့ကောင်ချင်းကြီးတော့ကိုဖဲ့ပြီးဆက်သားကြောင်းနဲ့တော့ဝါစားထားလိုက်တယ်ဖိုက်ပြေသွားတော့မှလူကအားပြေသွားတာပြုပြီးတော့ကျုပ်ကမျက်နှာလေးတက်လိုက်တယ်ဒီတော့မှလူလေးလန်းသွားတာပေါ့ဗျာကျုပ်လေးကိုဆက်လော်တယ်ကြောက်ဆောင်တွေကြောက်ချွန်းတွေတွေ့ရင်ကြွေလော်လိုက်ရေပြင်ကြီးမှာရှင်းနေရင်အားဆိုင်လော်လိုက်ခြေတွေလက်တွေညောင်းလာရင်ခဏနာပြီးအစားလေးစားပြီးရေလေးတောက်လိုက်နဲ့မွေးတဲ့ချိန်ရောက်မွေးတဲ့ချိန်ကနေညနေချိန်ရောက်ပေါ့ဗျာညနေ9နာရီခွဲတော့ကျုံမျက်နှာကိုအေးစက်နေတဲ့လေအေးလေးတိုက်သွားတယ်ကျုပ်လော်တဲ့လေကရှေ့ကိုရွေ့လာလေလေအေးတွေတိုက်လာလေပဲဗျကူပေါက်နဲ့နီးလာပြီဆိုတာကျုပ်သိလိုက်ပြီပေါ့ဗျာလေကိုတတိထလော်ရင်းနဲ့ကူပေါက်ကြီးကိုမြင်လိုက်ရရောဗျတရက်တညအလင်းအောင်မမြင်ရတဲ့ကျုပ်ဆိုတာအလင်းအောင်မြင်လိုက်ရတော့ပြောလိုက်တာဗျာကူပေါက်ဝါဝူရောက်တော့ရှေ့မှာချောင်းကျယ်ကြီးဗျချောင်းကမ်းမမှာလည်းတစ်ပင်တွေပေါက်နေတာဗျဒါပေမဲ့တစ်ပင်တွေကကျုပ်တို့စီကတစ်ပင်တွေနဲ့မတူဘူးဗျအရွက်တွေကအကြီးကြီးတွေတစ်ပင်ရဲ့ပင်စီတွေကကောက်ကောက်ကြီးတွေဗျအဖဲဝါကျုပ်ကိုမှားလိုက်တယ်ညဘက်ရောက်သွားလိမ့်မယ်တဲ့အခုကျုပ်ရောက်လာတာနည်းနည်းစောနေသေးတယ်သူတကယ်ပုံမှာအလင်းအောင်မပြောက်သေးဘူးဗျကျုပ်လိုင်ကောင်းမြစ်ထဲမှာပဲလေတစင်းနဲ့ငြိမ်နေလိုက်တယ်အဖဲဝါမှားလိုက်သေးတယ်လေဗျာဂူထဲရောက်ရင်အန်ဒီရမရှိတော့ဘူးဆိုတာလေဒီတော့ကျုပ်လည်းဂူထဲမှာပဲနေနေရတာပေါ့ဗျာကျုပ်နိုင်ကြည့်တယ်ည9နာရီသူတကယ်ပုံမှာလင်းအောင်ဗျကျုပ်တို့လူပုံမှာဒီချိန်ဆိုရင်မှောင်နေပြီပေါ့ဗျာဒါပေမဲ့တခုတော့ရှိတယ်ဗျသူတို့ပုံမှာကျုပ်တို့လိုနေအောင်တောက်တောက်ပပလင်းတာမျိုးမဟုတ်ဘူးဗျအလင်းဖြော့ဖြော့လေးပဲလင်းတယ်ကျုပ်တို့စီကနှင်းကြနေတဲ့ဆောင်းရာသီမနဲ့ခင်းလင်းတယ်လို့ပုံပြပြပဲလင်းတာအံ့ရောဗျာသူတကယ်ပုံကြီးကည8နာရီကြာမှပဲမှောင်သွားတော့တာဗျဟေးထွက်ကြအချိန်ကြပြီဟေးဟာဘာတန်းကြီးတော့ကျုပ်သေးသေးချာချာနားထောင်ကြည့်မိတယ်ချောင်းကြီးရဲ့ဟိုဘက်ကန်းကအတန်ကြီးဗျမောင်ကြီးကြီးကိုတူထုပြီးအော်နေတာဗျထွက်ကြဟေးချိန်ကြပြီဟေးဟိုမဖဲဝါပြောတဲ့နေဆန်ပြီးညရောက်ရင်ငရဲခံရတယ်ဆိုတာဒါကိုပြောတာတင်တယ်မဖဲဝါပြောလိုက်တာပဲတောင်ကောင်းကြီးတွေထဲမှာခွေးကြီးတွေစားတာကိုခံကြရမှာတဲ့ဗျမောင်ထဲမှာပဲကျုပ်ငိမ့်ပြီးနားထောင်နေလိုက်တယ်မီးအုပ်ကမီးကိုစောကပဲနှိမ့်ထားတာဆိုတော့မောင်ပိန်းနေတာဗျဟာဒါဟာပေးကလေးတွေအော်တဲ့အတန်ပါလားသူတကယ်ပုံမှန်လဲပေးရှိတာပဲကိုလို့ကျုပ်တွေးမိလိုက်တယ်မောင်ထုတဲ့အတန်ကြီးကတဖြည်းဖြည်းဝေးသွားပြီဗျကျုံနားထဲမှာလူတွေကြွက်စီနဲ့ပြောတဲ့ဆိုတဲ့အတန်တွေကိုကြားနေရတယ်ဗျဘာတွေပြောနေမှန်းတော့ကျုပ်လည်းနားမလည်ဘူးဗျတဖြည်းဖြည်းနဲ့လူတန်တွေဝေးပြီးပျောက်သွားတယ်ကျုပ်လေးကိုလှိုင်ကောင်းပေါက်ထဲကနေချောင်းရင်ပြင်းထဲကိုလော်ထွက်လိုက်တယ်ချောင်းကရေငိမ်ချောင်းဗျရေမစီးတလောက်ပဲကျုပ်စောကမောင်ထုတန်တွေလူတန်တွေကြားတဲ့ဘက်ကိုလေလော်ထွက်လိုက်တယ်အိုင်ပေါက်ကြီးကိုမှတ်မိအောင်ကျုပ်ယူလာတဲ့မျက်နှာတုပ်ပေါ်ဝါတစ်ထည်တစ်ပင်မှာစီထားခဲ့တယ်ချောင်းတစ်ဖက်ကန်းကိုဖြတ်ပြီးလော်လိုက်တယ်10မိနစ်လောက်လော်လိုက်တော့တဲတောင်ပြင်ကြီးကိုကျုပ်တွေ့ရတယ်တဲပြင်ကြီးမှဖွေးနေတာဗျကျုပ်လေးကိုတောင်ပြင်ဆက်မှာလှော်တက်ဆိုင်ပြီးကျိုးချီခဲ့တယ်ဆေးလွယ်ကြီးကိုဆက်လွယ်တိုင်းပြီး9000ထိုးတံမီကိုကိုင်းလိုက်တယ်တောင်ပြင်ပေါ်ရောက်တော့အတံပလန်နေနားဆွင့်ကြည့်တယ်ဘာတမ်းမှမကြားရဘူးဗျတဲတောင်ပြင်ကြီးတိုင်းကျုပ်တက်လာခဲ့တယ်လက်ကွယ်ညာဗျကျုပ်တို့စီမှာမောင်းတယ်လို့သူတို့စီမှာလည်းမှောင်းလို့တောင်ပြင်ဆုံးတော့ရွာစည်းရိုးကြီးကိုတွေ့လိုက်တယ်ဓမီနဲ့ကျုပ်ရှောက်ထိုးကြည့်တယ်ရွာတကားကိုတွေ့တော့ကျုပ်ရွာထဲဝင်လာခဲ့တယ်ဗျအိုးအိမ်တွေမှအိမ်ကြီးအိမ်ကောင်းတွေကြီးပဲဗျတစ်သားအိမ်မဲကြီးတွေပြို့ရွာကလည်းရွာကြီးဗျကျုပ်လည်းအောင်မင်းတို့အောင်ဝင်းတို့ကိုဘယ်သွားရှာရမှန်းမသိအောင်ဖြစ်နေတာပေါ့ဗျာမဖဲဝါကတော့အော်ခေါ်ခိုင်းတာပဲဒါပေမဲ့ကျုပ်ပါဇက်ကအော်ရမှမရဲဘူးဖြစ်နေတယ်ကျုပ်လည်းရွာလန်းအတိုင်းအိမ်တွေရှောက်ကြည့်တယ်အိမ်ကြီးတွေထဲမှာမိတွေထွန်းလက်သားထားခဲ့ကြတာဗျဒါပေမဲ့လူဆိုတာတယောက်မှမတွေ့ဘူးဒီတိုင်းလျှောက်ကြည့်နေလို့ကတော့မဖြစ်ဘူးဆိုပြီးအောင်မင်းရေဟေးအောင်မင်းလို့အတကုံអော်လိုက်တယ်ဘာတမ်းမှမကြားရဘူးဗျကျုပ်လည်းရွာလန်းနေတလန်းဝင်တလန်းထွက်ရှောက်သွားရင်းနဲ့အောင်ဝင်းရေဟေးအောင်ဝင်းအောင်မင်းရေဟေးအောင်မင်းလို့မနာတန်လိုက်ခေါ်နေတာဗျ
အောင်ဝင်းရေအောင်ဝင်းအောင်မင်းရေအောင်မင်းပြိုးဘသူခေါ်တာတော့ဟောထူပြီပြိုးထူပြီဒီကောင်လေးအတန်ပဲဖြစ်မယ်ဒါပေမဲ့တတိတော်ပေါ့လို့မရဘူးဗျကျုပ်ဆေးလွယ်အိတ်ထဲကဘုလူပေးပေးထားတဲ့အင်တစ်ချက်ကိုထုတ်ပြီးအစင်တင့်ကင်ထားပြီးလှမ်းမိလိုက်တယ်ဟေးအောင်မင်းမင်းဘယ်မှာတော့ကျုပ်တို့ဒီဘက်ကအိမ်ထဲမှာဗျအောင်ဝင်းရောရှိလားအဲ့ဒီမှာရှိတယ်ခမရဘသူတော့ငါတာတေးကွာထထောင်းကုန်းကတာတေးကျုပ်ကမင်းဆိုင်ရင်နဲ့ဒီကောင်တန်ကြတဲ့ဘက်ကိုဓာမီနဲ့ထိုးကြည့်လိုက်တော့တစ်ပင်အုပ်ဆန်းဆိုင်နဲ့ခြံဝင်းထဲမှာအိမ်တစ်လုံးဗျဘုလူပေးနဲ့ပါလာတဲ့တာတေးလားအေးဟုတ်တယ်မင်းတို့လာခေါ်တာမြန်အိမ်ထဲကထွက်ခဲ့လေဘာလုပ်နေကြရတော့တာတေးညရရင်ငါတို့ဒီအိမ်ထဲကနေဘယ်ကုန်းမှထွက်လို့မရဘူးကွာငါတို့မျက်စိထဲမှာတကားပေါက်ဆိုတာမတွေ့တော့ဘူးအားလုံးကနိုင်ရန်နေကြီးပဲဖြစ်နေတာကွာဟေးဟုတ်လားဒါဆိုနေဦးငါလုပ်ပေးမယ်ကျုပ်ကတော့တကားပေါက်ကြီးကိုမြင်နေရတာပေါ့ဗျာတကားပေါက်ကတကားပိတ်ထားတာမဟုတ်ဘူးဗျဟာလောင်ကြီးပွင့်နေတာဒါဟုတ်ပဲဒီကောင်တွေကထွက်လို့မရတာဗျကျုပ်တစ်စောင်းရည်စင်ပလင်းကိုထုတ်ယူပြီးတကားပေါက်ကိုရည်စင်နဲ့တောက်ပေးလိုက်တယ်ဟာတွေ့ပြီဟေးတာတေးငါတို့တကားပေါက်ကြီးတွေ့ပြီဒါဆိုဒီပေါက်ကခုံထွက်လိုက်စမ်းဟဲ့ဟောဒီကောင်နှစ်ယောက်ခုံထွက်လာပြီဗျနှစ်ယောက်စလုံးမြေကြီးပေါ်ကိုဖင်ထိုင်လျက်ပြုတ်ကြကြတာကျုပ်ကဒီကောင်နှစ်ယောက်ကိုဆွဲထုတ်ပေးလိုက်တယ်ဒါတေးမင်းဟိုလိုင်ကောင်ကြီးတွေကဝင်ပြီးလာတာမို့လားအေးဟုတ်တယ်ကွနေပါဦးမင်းတို့နှစ်ယောက်ကဘသူကအောင်မင်းတော့ငါကအောင်မင်းအကြီးဒီကောင်ကအငယ်အောင်ဝင်းကျုပ်ကလက်နှိပ်တံမီမိရအောင်မှာဒီကောင်တွေကိုတေးတေးကြကြကြည့်ပြီးမှတ်ထားလိုက်တယ်နေုံကအောင်မင်းရဲ့ဒီရွာကလူတွေလည်းတယောက်မှမမြင်ကြပါလားကျုပ်ကမတိဟန်ဆောင်ပြီးမေးကြည့်တာဗျဒီကောင်တွေပြောတာကြားကျင်လို့ဗျမသိဘူးကွညဆိုရင်မောင်ကြီးတွေထုပြီးလူအကြီးကြီးတွေရောက်လာတယ်ပြီးရင်ဒီလူတွေတယောက်မကြံထွက်သွားတော့တာပဲကွဘဲသွားပြီးဘာလုပ်ကြမှန်းတော့ငါတို့လည်းမသိဘူးကွမင်းတို့လိုက်မကြည့်ကြဘူးလားဟာတတိကလည်းလိုက်ကြည့်ဖို့နေနေတာအဲ့ဒီမောင်းထုတဲ့လူတွေရောက်လာတာနဲ့ငါတို့အိမ်မှာတကားပေါက်ကြီးပျောက်သွားပြီးနိုင်ရန်ကြီးဖြစ်သွားတာကွဘဲမှထွက်လို့မရတော့ဘူးဒီလူတွေဘယ်ချိန်ပြန်ရောက်လာတော့မနေ့အာယုံတက်တဲ့အချိန်ဆိုရင်ကြွက်စီနဲ့ပြန်ရောက်လာကြရောကွာဒီတော့မှငါတို့နေတဲ့အိမ်ကတကားပေါက်ကြီးလေပြန်ပေါ်လာရောနေပိုင်းဆိုရင်တော့ပျော်ပျော်ပါးပါးပဲကွာရွာထဲမှာသွားကြလာကြပြောကြဆိုကြနဲ့နေတာပဲညဆိုရင်သာဘယ်သွားကြမှန်းမသိတာကျုပ်ကနိုင်ကိုမီးအောင်မှကြည့်လိုက်တယ်ဟာတကောင်တော့ကျုံနေပါရောလားရွာကြီးကအကြီးကြီးဆိုတော့ရွာထဲမှာဒလန်းဝင်ဒလန်းထွက်နဲ့ဒီကောင်တွေကိုလိုက်ခေါ်နေရတာတော်တော်ကိုကြာသွားတာပဲဗျကဲအောင်မင်းနဲ့အောင်ဝဲငါတို့သွားကြစို့တောင်ဆက်မှာငါလေထားခဲ့တယ်ဒီလူတွေပြန်မလာခင်ငါတို့ဒီရထွက်မှာဖြစ်မယ်ဟာနေပေါင်းကွာတာဒီငါတို့ဘာတွေဖို့ပါကိုသွားခေါ်ချင်လို့ကွာဘာမင်းတို့ဘာတွေဖို့ပါလဲဒီရောက်နေတာလားအေးဟုတ်တယ်ကွာဘာတွေဖို့ပါပျောက်သွားတာ10နှစ်ရှိပြီကွာအခုဒီမှာလာတွေ့တယ်ဒါပေမဲ့ဒီကလူတွေကဘာတွေကိုတနေရာမှာထားတာငါတို့နဲ့အတူတူမထားဘူးမေကင်းဘက်တော့ဘာတွေနဲ့ငါတို့အတူနေလို့ရတယ်ညဆိုရင်ဒါကိုယ့်နေရာကိုပြန်ရတာကွာဟမ်မင်းတို့ဘာတွေကဘယ်လောက်ဝေးတော့မြန်သွားပြီးမြန်ပြန်မရမှာနော်မင်းသွားခေါ်မှာလားဟာမဟုတ်ဘူးလေတာဒီသူလည်းအိမ်တကားပေါက်မရှိပဲနိုင်ရပိတ်နေမှာပဲလေကွာမင်းလိုက်လုပ်ပြီးမှထွက်လို့ရမှာပေါ့အော်ဟုတ်သားပဲဒါဆိုရင်လည်းမင်းတို့ကရှိရသွားပြီတော့ကျုပ်တို့၃ယောက်ရွာကြီးထဲမှာဒလန်းဝင်ဒလန်းထွက်နဲ့တော်တော်ကြောင်သွားရတာဗျို့ဦးဖိုးဘကိုထားတာကရွာဆိုမားဗျဘာတွေဖိုးဘဟေးဘသူတော့ဦးဖိုးဘကအိပ်ပြောတော့တော်တော်နှုတ်ယူရတာဗျဘာတွေကျုပ်တို့ပါအောင်မင်းနဲ့အောင်ဝင်းဟေးမင်းတို့နှစ်ယောက်ပြင်ဘလို့ရောက်လာတာတော့ဟိုလူတွေနဲ့ပါသွားရလားဟာမဟုတ်ပါဘူးဘာတွေရဟောဒီမှာတာတေးဆိုတဲ့ကျုပ်တို့တငယ်ချင်းကလာခဲ့လို့ဗျဘာတွေလည်းမြန်ထွက်ခဲ့တာတေးကဘာတွေထွက်လို့ရအောင်လုပ်ပေးလိုက်မယ်ကျုပ်ကမြင်နေပြီးသူတို့မမြင်ရတဲ့တကားပေါက်ကြီးကိုတစ်ဆုံးရည်စင်နဲ့တောက်လိုက်တယ်ဟာမြင်ပြီဟေးတကားပေါက်ကြီးငါမြင်ရပြီဒါဆိုခုံထွက်လိုက်ဘာတွေဘိုးကမြေကြီးပေါ်မှာဖင်ထိုင်ရကြီးကြာလာတယ်အောင်မင်းနဲ့အောင်ဝင်းကတို့ဘာတွေကိုပြေးပြီးထူကြတယ်ကဲလူဆိုရင်သွားစို့ကျုပ်ကလောဆော်ပြီးထွက်လာတယ်ဘာတွေဘိုးကဆိုတာလူကပုတ်ပြပြပြအသက်40လောက်ရှိပြီသူလည်းသူရောက်တဲ့နေရာကိုဘာမှန်းသိဖို့မရဘူးဗျသူကတော့ဒီရောက်နေတာ10နှစ်ရှိပြီဆိုတော့လမ်းတွေကိုမျက်စိမိတ်လျှောက်တောင်ရနေပြီပေါ့ဗျာကျုပ်ကဓမီကိုသူ့လက်ထဲထည့်ပေးလိုက်တော့ကိုဖိုးဘကရှေ့ကနေဥဆောင်သွားတယ်ဗျကျုပ်နာရီကြီးတော့3နာရီဟင်ကောင်းကင်ကြီးလင်းလာပါပေါ့လားဟာကိုဖိုးဘအာယုံတက်တော့မှလားဗျအေးဟုတ်တယ်ဒီမှာကညတာတူတယ်ကွတိတ်အိပ်ရတယ်ကိုမရှိဘူးအာယုံတက်လာတာအလိုနေရာမှန်ကိုမသိပါဘူးကွာရွာနာမည်လည်းမရှိဘူးတဲ့ဘလူလူတွေမှန်ကိုမသိတာပါညဆိုလဲဘယ်သွားကြရမှန်းမသိဘူးဟောလူတန်တွေကြားရပြီဗျို့ကြွက်စီနဲ့ရွာလေးကိုပြန်လာကြတာကိုဖိုးဘလူတန်တွေကြားပြီပြေးတော့ပြေးကျုပ်ကပြောဆိုစပြီးတော့သူတို့3ယောက်လေးပြေးကြတော့တာပေါ့ဗျာလူတန်တွေကတော်ကိုကြီးလာပြီဗျရွာလေးကိုဝင်လာကြပြီထင်တယ်တော်သေးပါရဲ့ရှေ့မှာရွာတကားမြင်နေရပြီကျုပ်တို့4ယောက်တဲတောင်မြင်ကြီးကိုဖြတ်ပြေးကြတယ်ရေစက်ရောက်တာနဲ့လေပေါ်မြန်တက်ပြီးနောက်တဲ့3ချောင်းနဲ့စလော်ကြတော့တာပေါ့ဗျာလာဟေးပြေးပြီဟာလိုက်ကြလေပေါ်မှာတယောက်ပုံနေတယ်ပြစ်ကြစမ်းလိမ်မြုပ်သွားအောင်ပြစ်ကြစမ်းဟဲ့ဟာကြောက်ခဲတွေနဲ့ဝိုင်းပြစ်ကြတာဗျို့
ကျုပ်တို့ကောင်းတွေဘောကနေကြောက်ခဲတွေတဝီဝီနဲ့ကြော်သွားတာဗျတဲ့ဝင်လာတဲ့ကြောက်ခဲတွေကြတော့လေကျုပ်တို့ကလှော်တက်နဲ့စီးပြီးရိုက်ချရတော့တာပေါ့ဗျာတက်3ချောင်းနဲ့လှော်တာဆိုတော့ကျုပ်တို့သိမကြခင်ပဲတစ်ဖက်ကန်းကိုရောက်တာပေါ့ဗျာလေလော်ရင်းနဲ့ကျုပ်ကကန်းဆက်ကတစ်ပင်တွေကိုလိုက်ကြည့်နေရတာဗျကျုပ်ချီထားခဲ့တဲ့မျက်နှာတော့ပေါ်ပါဘူးပေါ့ဗျာကျုပ်လှိုင်ကိုပေါက်ကိုမှတ်ထားတာလေဗျာဟောဟိုမှာတွေ့ပြီကျုပ်ကတစ်ပင်မှာချီထားတဲ့တစ်ဖက်ကိုဖြုတ်ယူလိုက်တယ်ကျုပ်မြင်ပြီလေဗျာလှိုင်ကောင်းပေါက်ကြီးကိုကျုပ်မြင်ရပြီလေကျုပ်ကပဲ့ကင်တာဆိုတော့လေကိုလှိုင်ကောင်းကြီးတဲ့တန်းကွေလိုက်တယ်လိုက်ဟေးမိအောင်လိုက်ကြဟေ့ဟာကျုပ်တို့နောက်မှာလေတွေနဲ့လိုက်လာကြတာပြို့ဒါပေမဲ့ကျုပ်တို့ကလှိုင်ကောင်းတွေကချောင်းမှာလှော်နေကြပြီလေဗျာမဖေးကပြောလိုက်တယ်လေဒီပုံသားတွေကလှိုင်ကောင်းပေါက်ကိုမမြင်နိုင်ဘူးတဲ့သူတို့ကြည့်ရင်ကြောက်နိုင်ရန်ကြီးပဲမြင်ပါတဲ့ဗျဟုတ်ပါဗျာလေဆယ်စင်းလောက်ကျုပ်တို့ဝင်လာတဲ့လှိုင်ကောင်းပေါက်ကနေဖြတ်လော်သွားကြတယ်ကျုပ်တို့လည်းမှောင်ထဲမှာတော်တော်လေးလော်ပြီးတော့မှမီးရုပ်ကိုမီးထွန်းလိုက်တယ်နောက်ထပ်မီးကွက်တစ်လုံးထွန်းရတာပေါ့ဗျာဒီတော့မှလှိုင်ကောင်းမြစ်ထဲမှာလင်းသွားတော့တာပေါ့မနေ့9 နာရီထိုးတော့ကျုပ်ကအောင်မင်းတို့အမိထည့်ပေးလိုက်တဲ့ကောင်းချင်းကြီးတောင်းနဲ့စသားပုတ်ကိုကျွေးတယ်ဒီကောင်နှကောင်ရောကိုဖိုးပါကြီးရောအင်္ဂမိသားစုရဲ့အနန္တကိုရပြီးမျက်ရည်ပေါက်ကျလာတော့တာပေါ့ဗျာအဲ့ဒီနေ့တနေ့နောက်ထပ်တညကြာပြီးသွားလို့မနေ့ရောင်နေတန်းကျင်ရောက်တော့မှကျုပ်တို့တွေရေတကွန်ကရေတန်းစပြီးကြားရတာလေဗျာဟာရေတကွန်တန်ဟေးရေတကွန်တန်ဘာရေတကွန်တန်10 နှစ်လုံးပျောက်သွားတဲ့ကိုဖိုးပါကဝမ်းသာအားရနဲ့អော်လိုက်တာဗျဒါပေမဲ့ကိုဖိုးပါရဲ့အတန်ကတော့ငိုတန်ကြီးနဲ့ပေါ့ဗျာရေတကွန်အောက်ကကျုပ်တို့လေးထွက်လာတော့ရေတကွန်ချောင်းထဲမှာလင်းထိန်နေပြီနေရောက်ကျနေတဲ့ချောင်းရီကတစ်ဖြက်ဖြက်လက်လို့ပေါ့ဗျာချောင်းထဲမှာလေကလေးတွေတောင်လောလို့ခတ်လို့သွားနေကြပြီသူတို့အိမ်ရောက်တော့မိသားစုတွေတယောက်နဲ့တယောက်ဖက်ပြီးငိုလိုက်ကြတာဗျာအိမ်နီးနားချင်းတွေတရင်ကျသွားတဲ့လက်သက်ခွဲရွာသားတွေလည်းရောက်လာပြီးတန်တော်ကိုဖြစ်ကြတာပေါ့ဗျာအထူးသဖြင့်တော့ကိုဖိုးပါရဲ့တငယ်ချင်းတွေပေါ့အဲ့ဒီညပဲမဖဲဝါကိုကျေးဇူးတင်လို့ဆိုပြီးစားပွဲတောက်ပွဲထပ်ပေးပါဆိုလို့ရေတမင်းကနတ်ကတော်ကြီးခေါ်ပြီးတင်းញိုင်ကိုတစ်ခေါက်သွားရသေးတယ်ဗျာဒီတင်းញမှာတော့တင်းញိုင်ထဲမှာလူစီသားဗျအတူတကယ်ဘုံကပြန်လာကြတဲ့ကိုဖိုးပါအောင်မင်းအောင်ဝင်းတို့ကလည်းမတ်တက်တွေရပ်ပြီးမဖဲဝါကိုကျေးဇူးတင်ကြောင်းပြောကြတယ်မဖဲဝါလည်းစားရင်တောက်ရင်ကြည်ကြည်နက်နက်ရဲလို့ဗျနောက်နေ့ရကြတော့ကိုဖိုးပါရဲ့အောင်မင်းနဲ့အောင်ဝင်းရဲ့မြင်းတစည်းစီနဲ့ကျုပ်ကိုအိမ်ရောက်လိုက်ပို့ကြတယ်ကျုပ်ကတော့လာတော့ကစီးခဲ့တဲ့မြင်းညိုကြီးကိုပဲစီးပြီးပြန်ခဲ့တာပေါ့ဗျာတာတေ